မင်္ဂလာပါပဲနီလေးအာလူခင်းကြလေးချက်ပြပြစီနော်ပါဝင်ပစ္စည်းတွေကတော့ပဲနီလေးအာလူနှုတ်ဆင်းထားတဲ့တက်သွန်နီတက်သွန်ဖြူချင်းစားငနွဲစကြားငံပြရည်စီအနေငယ်တို့ဖြစ်ပါတယ်ပထမဆုံးဟင်းချိုအိုးကိုပူပေးပြီးတော့စီအနေငယ်ထည့်ပါမယ်စီပူလာပြီဆိုလို့ရှိရင်ငနွဲထည့်ပါတယ်ဒီရဲ့နှုတ်ဆင်းထားတဲ့တက်သွန်ဖြူတက်သွန်နီချင်းကိုထည့်ပါမယ်ဆက်စုံအဆောင်ပေါင်းကောင်းတဲ့အထိစစ်သက်ပြီးသားပြီဆိုလို့ရှိရင်အာလူနဲ့ပဲနီလေးကိုတစ်ခါတည်းထည့်ပါတယ်ကျမကတော့ခွဲပြီးတော့မထည့်ပါဘူးရှင်ဒီနဲ့အနေငယ်နှိပ်ပေးပါတယ်စားတခြားငံပြာရည်အနေငယ်ထည့်ပါမယ်ခြေကိုဟင်းချိုအိုးရဲ့တဝက်လောက်ထိကိုထည့်ပါတယ်ပဲဟင်းကဝေးတတ်တဲ့အတွက်သသားရောက်မှလေးစိုက်ပါတယ်ရှင်ယခုကဲ့သို့ပဲနီလေးများကြေသွားပြီးတော့အာလူများနှိုးသွားပြီဆိုလို့ရှိရင်စပြီးတော့သုံးဆောင်နိုင်ပါပြီရှင်အစအဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘိုင်ဘိုင်